ကောင်မလေးကအင်သာအရန်တက်ချင်နေတာကြောင့်ရှိသမျှအားကုန်တုံးသည့်ရှေ့ကိုအသားကုန်ပြေးတော့တာပဲဒါပေမဲ့သူမကိုသူမစွမ်းအားရှင်ဖြစ်သွားမှတော့အဲ့ဒီအချိန်မှာမတည်သေးဘူးပေါ့သူမရဲ့ခြေလမ်းတွေကတဖြည်းဖြည်းမြန်လာလိုက်တာလမ်းဘေးက delivery ဆိုင်ငယ်ကိုတောင်အသားလေးကြော်တက်သွားပြီးအဝေးကြီးမှာထားခဲ့နိုင်တဲ့အထီးပဲပြေးရင်နဲ့သူမလည်းပိုပြီးစိတ်လှုပ်ရှားလာသလိုပင်ပန်းတယ်လို့လည်းလုံးဝမခံစားရတော့ဘူးအဲ့ဒီအချိန်မှာပဲသူမကလေထဲကိုဝုန်းခနဲ့ခုန်တက်လိုက်တာအံ့ဩစရာကောင်းတာကသူမတကယ်ကြီးပြန်တန်းနေတာပဲလေဒီလိုထူးခြားတဲ့ခံစားချက်ကြောင့်သူမပိုပြီးတော့တောင်ပျော်သွားသေးတယ်ဒါပေမဲ့ခဏပါပဲနောက်တစ်စက္ကန့်မှလည်းအရှိန်ပြက်ပြီးအောက်ကိုဝုန်းခနဲ့ပြုတ်ကြပါလေရောကောင်းမလေးလေးလမ်းဖြန့်သွားပြီးကေကြပါအောင်လို့အော်ဟစ်တော်တာပေါ့တော်သေးတာကသူမမြေပြင်ဘောကိုဘေးကင်းကင်းနဲ့ဆင်းသက်နိုင်ရဲ့လို့ပါဒါပေမဲ့ရှေ့မှာကကုန်းစင်းလမ်းဖြစ်နေတော့သူမပိုပြီးတော့တောင်ပြရခက်သွားရပြန်တယ်အဲ့ဒီအချိန်မှာပဲခြေလမ်းမီကရုတ်တရက်နေသွားပြီးတကိုယ်လုံးလေထဲမှာတန့်သွားခဲ့တယ်သူမဘာမှတော့မလုပ်ရသေးခင်မှာပဲအဝတ်အစားပုံကြီးကပုံကမျက်နှာတဲတဲ့ကိုဝုန်းခနဲ့လာဆောင်တော့တာပဲဒါကိုမြင်လိုက်ရတဲ့လမ်းသွားလမ်းလာတွေလည်းပါစက်အဟောင်းသားနဲ့ကြောင်ကြီးကုန်ကြတာပေါ့သူမလည်းမျက်နှာပေါ်ကအဝတ်တွေကိုအမြန်ဆွဲဖယ်လိုက်တဲ့အချိန်မှာပဲကုံတင်ကားကြီးကစီးကသူမစီကိုတဲတဲ့ကြီးမောင်းဝင်လာပါတယ်ကောင်မလေးကရက်ဖို့အစွမ်းကုန်ကြိုးစားပေမဲ့အရှင်ကိုလုံးဝတတ်လို့မရတော့ဘူးနောက်ဆုံးမှာတော့ကားကြီးစီကိုတဲတဲ့ကြီးပြေးဝင်သွားတော့တာပဲကားကြီးတိမ်မော်တော်မဲ့အတိအကျမှာပဲဒူမာကကားရဲ့တစ်ဖက်ချမ်းကိုချက်ချင်းတယ်လီပေါ့လို့ကိုရောင်ဖြောက်ရွှေ့လိုက်ပြီးကားမမောင်းအောင်လှမ်းထိန်ပေးလိုက်ပါတယ်ကားဆရာဆင်းလာတဲ့အချိန်မှာတော့ကောင်မလေးကအရေးတောင်မမြင်ရတော့ပဲပျောက်ကွယ်သွားခဲ့ပါပြီအင်းပြန်ရောက်တော့သူမကဒီသတင်းကောင်းကိုမိသားစုကိုပြောပြတာပေါ့အစမှာတော့ဘယ်သူမှမယုံကြဘူးဒါနဲ့ပဲသူမကလှဲသေးသေးလေးကစီးကိုတွန်းပြီးသူတို့ကိုလမ်းပေါ်မှာအရှိန်အကုန်တင်ပြီးလိုက်ပို့ပေးလိုက်မှပဲအားလုံးယုံသွားကြတော့တယ်ဒါပေမဲ့ရုတ်တရက်ဖုံးမိလာတဲ့အခါသူမခဏလေးကြောင်သွားပြီးလှဲနဲ့လူနဲ့တခြားစီဖွတ်သွားပါလေရောဒါပေမဲ့ဒါကသူမအတွက်တော့ပြဿနာမဟုတ်ဘူးကောင်မလေးကဝုန်းခနဲ့ခုန်တက်လိုက်တာအိမ်ကောင်မိုးပေါင်ကိုရောက်သွားခဲ့တယ်မိသားစုစီပြန်သွားဖို့လုပ်နေတော့မှပဲကုံတင်ကားတစ်စီးကဂျားတဲကဖြတ်ဝင်ပြီးသူတို့ကိုထပ်ခွဲလိုက်ပြန်တယ်ဒါကိုမြင်လိုက်ရတဲ့ကောင်မလေးလည်းရှိသမျှအားကုန်သုံးပြီးနောက်ကနေအမိလိုက်ကြတာပေါ့နန်ရန်ကိုဝင်တိုက်တော့မဲ့အချိန်လေးမှာတည်းသူမကလှဲကိုအမြန်ဆွဲယူပြီးလမ်းကြောင်းပြောင်းလိုက်နိုင်တယ်ဒါပေမဲ့ပျော်ရွှင်မှုကတိတ်မကြလိုက်ဘူးသူမမောင်လေးကကဲပါအောင်လို့អော်လိုက်တဲ့အချိန်မှာကောင်မလေးက break fan ဖို့ကြိုးစားပေမဲ့နောက်ကျသွားပါပြီသူတို့အားလုံးအကင်ဆိုင်ကြီးထဲကိုတဲတဲ့ကြီးဝင်တိုက်မိသွားပါတော့တယ်